အားလုံးပဲမင်္ဂလာပါရှင် Audio ပေါ်လိုက်ပြီးပါ Imo ဆိုတဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့လေးမှာတော့ညာနာဆိုတဲ့ page လေးကနေရေးသားမျှဝေထားတယ်စု3ခုတောင်းခွင့်ရမယ်ဆိုရင်ဆိုတဲ့စောင်းပါလေးကိုဖတ်ပြပေးချင်ပါတယ်ရှင်စောင်းပါလေးရဲ့အစမှာတယောက်ယောက်ကိုလက်တွဲတော့မယ်အိမ်အောင်ပြုတော့မယ်ဆိုပါတော့တဲ့တကယ်လို့တင့်ကိုလက်တွဲပေါ်နဲ့ပတ်သက်လို့စု3ခုတောင်းခွင့်ရမယ်ဆိုရင်ဘာတွေတောင်းမလဲတဲ့ပထမဆုံးရုပ်ချော်ချော်လှလှဖြစ်ရမယ်ဒုတိယချမ်းသာရမယ်တတိယသူ့ရဲ့အတိတ်ကတန်ရှင်းရမယ်ဆိုပြီးဖြေကြားကြပါတယ်။စိတ်ပညာရှင်ဒေါက်တာထိုက်ရှိရိုကလူငယ်9000နီးပါးကိုအလားတူမေးခွန်းမေးကြည့်တဲ့အခါ80ရာခိုင်နှုန်းကဒီလိုပဲဖြေကြားကြပါတယ်တဲ့အပြင်ပန်းလှပမှုစီးပွားရေးအဆင်ပြေမှုနဲ့တန်ရှင်းတဲ့အတိတ်ဆိုပြီးဖြေကြားကြပါတယ်။ဒါပေမဲ့ဒါတွေကတကယ်ကိုအရေးအကြီးဆုံးလားနံပါတ်1ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ရင်နှစ်တွေကြာလာတာနဲ့အမျှမျက်နှာပေါ်အရေးအကြောင်းတွေပေါ်လာမယ်ရုပ်ရည်ကပြောင်းလဲသွားမယ်နံပါတ်2ငွေကြေးစီးပွားရေးနဲ့ပတ်သက်ရင်အကျက်တဲတွေကြုံလာနိုင်တယ်တက်လိုက်ကြလိုက်ဖြစ်တတ်ပါတယ်အရေးကြီးတာကစီမံခန့်ခွဲတတ်ဖို့နဲ့အတူတူရုန်းကန်နိုင်ဖို့ပဲလိုတာပါတဲ့နံပါတ်3အတိတ်နဲ့ပတ်သက်ရင်တခါမှရည်စားမထားဘူးတာမျိုးကိုလိုချင်နေတာကအချစ်စစ်မဟုတ်ပါဘူးတဲ့အတိတ်ထက်ပြစ္ဆုတ်ပံကပိုအရေးကြီးပါတယ်35နှစ်ကြာသူတည်တနာတွေအရာအိမ်အောင်ရေးမှာအောင်မြင်ပျော်ရွှင်နေတဲ့ဇုံတွဲတွေမှာဒီအရာတွေကအဓိကမဟုတ်ခဲ့ပါဘူးတဲ့တကယ်တမ်းအရေးကြီးတာတွေကဘာတွေလဲဆိုတော့ပထမဆုံးကစိတ်ရင်းချက်မှုပါတဲ့ emotional maturity စိတ်မရင်ချက်တဲ့သူတွေကစကားများရင်အိမ်ကထွက်သွားတတ်တယ်ဖုံပိတ်ပစ်တတ်တယ်ပြဿနာတွေကိုဒေါသနဲ့ဖြေရှင်းတတ်တယ်တစ်ဖက်သားကိုနာကျင်အောင်လဲလုပ်တတ်တယ်စိတ်ရင်ကျတဲ့သူကတော့အခက်အခဲတွေကိုအေးအေးဆေးဆေးဖြေရှင်းတတ်တယ်။တွေးခေါ်တတ်တယ်။နားလည်ပေးတတ်တယ်။စိတ်ရှည်တတ်တယ်။ကိုချင်းလဲစားတတ်ပါတယ်တဲ့။ဒုတိယကစာနာနားလည်တတ်မှု empathy ပါ။အမြင်တွေမတူတာဖြစ်လိဖြစ်တာရှိပါတယ်။တယောက်နဲ့တယောက်ခံစားချက်တွေမတူတာကလည်းသဘာဝပါပဲ။ဒါပေမဲ့တစ်ဖက်သားရဲ့ခံစားချက်အမြင်လိုအပ်ချက်တွေကိုနားလည်ပေးဖို့လိုပါတယ်။ကိုကမှန်းနေပါတယ်တစ်ဖက်ကမှားနေပါတယ်လို့တစ်ဖက်သက်မတွေးပဲနဲ့ဘာကြောင့်ဒီလိုခံစားရတာလဲဘာကြောင့်ဒီလိုတွေးမိတာလဲဆိုတာကိုနားလည်အောင်ကြိုးစားတဲ့သူမှာဒီရည်သွေးတွေရှိရလို့ပြောလို့ရပါတယ်တဲ့နောက်ဆုံးတစ်ခုကတော့သစ္စာရှိမှု loyalty ပါတဲ့တယောက်နဲ့တယောက်ကြားယုံကြည်မှုပြတ်ပြားသွားရင်ပြန်တည်ဆောက်ဖို့အရန်ခက်ပါတယ်သစ္စာရှိရဲဆိုတာမဖောက်ပြန်မှုဆိုတာထက်လဲကျေပြန်ပါတယ်ပြောထားတဲ့ကြွေးတွေကိုတီးတယ်တောင်းဝင်ယူတတ်တယ်အခက်ခဲတွေကိုအတူရင်ဆိုင်တယ်ယူသားဖြောင်းမှတ်တယ်စိတ်ချလို့လည်းရပါတယ်အပြင်းမှန်ရုပ်ရည်ဆိုတာနှစ်တွေကြာလာတာနဲ့အမျှပြောင်းလဲသွားတတ်ပါတယ်ချမ်းသာကြွယ်ဝမှုငွေကြေးဆိုတာကလည်းမတည်မြဲပါဘူးစိတ်နေသဘောထားကောင်းပြီးကိုယ့်ပေါ်စာနာနားလည်မှုနဲ့သစ္စာရှိမှသာတဘွားလုံးစားအခက်ခဲတွေကိုအတူတူကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်အချစ်ဆိုတာမျက်လုံးနဲ့မဟုတ်ဘဲနှလုံးသားနဲ့ခံစားနိုင်တဲ့အရာဖြစ်ပါတယ်တဲ့ဒါကြောင့်တသက်တာအတူနေမဲ့သူကိုရွေးတဲ့အခါအောက်ပါစု3ခုကိုတောင်းစီခြင်းပါတယ်တဲ့နံပါတ်1စိတ်ရင်ကျက်တဲ့လူတစ်ယောက်ဖြစ်ပါစေနံပါတ်2စာနာနားလည်တတ်တဲ့လူတစ်ယောက်ဖြစ်ပါစေနံပါတ်3သစ္စာရှိတဲ့လူတစ်ယောက်ဖြစ်ပါစေဒီအရေးသွေး3ခုပြည့်စုံတဲ့သူနဲ့ဆုံတွေ့ခဲ့ရင်ပျော်ရွှင်တဲ့အချစ်ရည်အိမ်အောင်ရေးတစ်ခုရရှိမှသိကြပါတယ်ဆိုပြီးစောင်းပါလေးကိုဒီနေရာလေးမှာပဲအဆုံးသတ်ထားပါတယ်ရှင်အခုလိုစာပေလေးတွေကို update ဖတ်ရှုခြင်းနဲ့ဆိုရင်တော့ညာနာဆိုတဲ့ page လေးမှာတွားရောက်ဖတ်ရှုလို့ရတယ်လို့ရေးသားထုတ်ဝေပြီးဖြစ်တဲ့စာအုပ်တွေကိုလည်းဝယ်ယူအားပေးဖတ်ရှုလို့ရပါတယ်ရှင်။ပြီးဆုံးတဲ့ဒီနားထောင်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်။နောက်ထပ်ဆောင်ပါလေးတွေမှာလည်းထပ်ပြီးဆုံတွေ့ကြပါအောင်စို့နော်။